ညနဲ့ညသမီးကကတာခုံနိုင်နဲ့မစိမ့်တာပါလားရှင်းလိုက်ကြလားရှင်းလိုက်လို့ပြောနေတယ်ရှင်းလိုက်ငါပေါင်းထိုက်တယ်မပြေးသေးဘူးအဲ့ဒါငါသမီးကိုငါမကြိုက်မှသိရနဲ့ခါကားရတဲ့ဒါလားအမွေတိုင်းအိမ်မှာနေမယ်ဆိုလို့ကျမမစိတ်ကူးရင်ရှင်းနေကြရတာကျမဘောက်ဒီထက်ပိုပြီးတော့ခံရနေကြတယ်ဒါလေးလောက်တော့မပြီးနိုင်တော့အိုကြီးဦးမနဲ့ဟဲ့ကျမလောက်ပဲဒီလောက်စပြတ်တက်နေရဲ့အိမ်ကိုအိမ်တက်ပွဲလည်းလက်ချစ်နေကြလေရဲ့ဒီတခါအိမ်တက်ပွဲလုပ်လို့ရှိရင်လေညီဝိုင်းကထည့်လိုက်ရင်မကောင်းလားညီဝိုင်းအကမကလို့မတော်ပွဲလည်းလို့ကျမလုံးဝစိတ်ဝင်စားအေးကျမသမီးတို့ရှင်တို့ကတာခုံလာတယ်လုံးဝဆွတ်ထဲဖို့မကြိုးစားနဲ့နေစီညီကဒီလိုအောက်တန်းစားလုပ်တဲ့လက်ကမကြိုက်ပါဘူးလို့ငါညီကဘယ်နှခါဆုံးမမှာလဲတန်းစားလို့ဆိုတာနုတမိသားစုလို့လုပ်နေတယ်အနုပညာအလုပ်ကိုပြောရတာ你赶紧让我照顾他，俺等你练不了了，你照这把人吧。ရှုံတော့မမတ်မော်တာရှင်နေရတဲ့တမီးကိုတတ်မော်စရာဘာအကြောင်းမှမရှိဘူး你要站起来！